Luffy Gear 5 phone stand လေးကျွန်တော်ဖောက်ပြမယ်နော်ဒါကြောင်းမဟုတ်ဘူးနော်ကျွန်တော်စုမယ်โอเคဖောက်လိုက်ပြီဖောက်လိုက်ပြီဗျာဒါဘယ်လိုဦးရမှာပြန်ကြည့်ရအောင်ဟုတ်လက်ကဒီမှာဆိုတော့ဒီမှာတော့ထောင်းဒီလိုနော်ဖုန်းစတန်လေးပဲဖြစ်ပါတယ်ဒါမျိုးလေးဖုန်းထားလို့ရတယ်โอเคဒါလေးကျွန်တော်မရောင်းပါဘူးဒါပေမဲ့ဖောက်ပြတာပါ